ဟုတ်ကဲ့ပါဆရာအခုဆက်လက်မေးမြန်းချင်တာလေးကပေါ့နော်ဗြိတိန်နိုင်ငံထဲမှာဖြစ်နေတဲ့နိုင်ငံရေးပြောင်းလဲလေးတွေအများကြီးတွေ့ရပါတယ်ဆရာဒါလေးတွေပဲသိစိတ်ကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ကဘာမှာအထူးသတိပြုပွဲဖြစ်စဉ်ဖြစ်ရတခုလို့ပြောကြပါတယ်ကျွန်တော်တို့ရခိုင်တော့လေ့လာသိရှိရတော့ဗြိတိရှ်ကိုလိုနီအင်္ဂလိပ်ကိုလိုနီပေါ့တစ်ချိန်တော့နေမွေး empire လို့ခေါ်ခဲ့တာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်းဗြိတိရှ်တို့ကသိမ့်ပိုက်ပြီးတော့မှအုပ်စိုးခဲ့ပါတယ်အဲ့တော့အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအရရက်ဟာကံကြမ္မာဝိကျွေးတစ်ပတ်လဲတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်းမှာကမ္ဘာပေါ်မှာအစွန်းရောက် liberal ဝါဒအမတန်ကျွန်တော်တို့ခေတ်စားလာပါတယ်ခေတ်စားလာတဲ့အချိန်မှာနိုင်ငံတိုင်းဟာလူခွင့်ရေးဒီမိုကရေစီရေးပွင့်လင်းလွတ်လပ်ရေးတွေကိုအမတန်ကျွန်တော်တို့လေးထားလာခဲ့ပါတယ်လေးထားလာခဲ့ပြီးတော့အရင်တော့စီးစနစ်အမတန်ကောင်းပြီးတော့စနစ်တကျနဲ့စီကံတကျရှိခဲ့တဲ့ဗြိတိန်နိုင်ငံအခေါ်ပေါ့လေအင်္ဂလိပ်လိုကတော့ကျွန်တော်တို့ဒိဗယ်တွေအမည်တွေအမျိုးမျိုးရှိပါတယ် United Kingdom လို့လည်းခေါ်တယ်တချို့ကြတော့ United Kingdom နဲ့ Northern Ireland လို့လည်းပြောကြတယ် Great Britain လို့လည်းပြောကြတာပေါ့လေတခုထူးခြားတဲ့ကတော့နေမွေ Empire ကိုဖန်တီးတည်ထောင်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဖြစ်ပြီးတော့မှဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာအမေရိကန်ပြည်ထောင်စုကအင်္ဂလိပ်ကိုလိုနီတွေကိုလွတ်လပ်ရေးပေးပြီးတဲ့နောက်ပိုင်းမှာလွတ်လပ်ရေးမဖြစ်မနေပေးရမယ်လွတ်လပ်ရေးပေးမှသာဗြိတိန်နိုင်ငံကိုအကူအညီပေးမယ်ဆိုပြီးတော့မှဆွေးနွေးခဲ့တဲ့အချိန်မှာနောက်ဆုံးဗြိတိန်နိုင်ငံအမေရိကန်ပြည်ထောင်စုနဲ့သဘောတူပြီးတော့မှအထောက်အကူဗြိတိန်နိုင်ငံကိုအမေရိကန်ပြည်ထောင်စုကလည်းအထောက်အကူပေးခဲ့တယ်ကျန်တဲ့နိုင်ငံတွေလည်းလွတ်လပ်ရေးပေးရတဲ့အခြေအနေမျိုးရောက်တဲ့အချိန်မှာဗြိတိန်နိုင်ငံဟာသက်ဆိုင်ရာကိုလိုနီနိုင်ငံတွေကိုအသာကြီးနဲ့တော့ကျွန်တော်တို့ကလွတ်လပ်ရေးပေးခဲ့တာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့မစားရတဲ့အမဲကိုတဲနဲ့ပက်ပြီးတော့မှကြံစီခဲ့တဲ့ဖြစ်စဉ်ဖြစ်ရတဲ့များစွာရှိခဲ့ပါတယ်။ဥပမာကျွန်တော်တို့ပြည်တွင်းတဲ့ပို့ပြီးတော့မှထင်ရှားတဲ့တာကအိန္ဒိယနိုင်ငံကြီးလွတ်လပ်ရေးမပေးမီမှာအိန္ဒိယနိုင်ငံထဲကနေပါကစ္စတန်နိုင်ငံဆိုပြီးတော့ကွက်ထွက်ပါတယ်။ရှေ့ပါကစ္စတန်နဲ့နောက်ပါကစ္စတန်ဆိုပြီးတော့မှကျွန်တော်တို့လွတ်လပ်ရေးမရမီမှာခွဲထွက်ကြတာအဲ့လိုခွဲထွက်တဲ့အချိန်မှာအရှိလေပိုင်းကနေပြန်နှံ့လာတဲ့ဘာသာရေးတစ်ခုရဲ့လွှမ်းမိုးမှုအောက်မှာတခင်တော့ရှိခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးအတွက်အတူတိုက်ပွဲဝင်ခဲ့ကြတဲ့မွတ်စလင်ဘာသာဝင်တွေရဲ့ခေါင်းဆောင်အလီဂျင်နာကျွန်တော်တို့ဒီဘက်အိန္ဒိယနိုင်ငံဘက်ကဆိုလို့ရှိရင်ကျွန်တော်မာတမဂန္ဒီတို့နေရူတို့စသဖြင့်ခေါင်းဆောင်တွေလွတ်လပ်ရေးမရမီမှာအဲ့လိုသဘောထားတွေဝူရတာတွေကွဲခဲ့ပြီးတော့မှဘာသာရေးကိုအကြောင်းပြုပြီးတော့အိန္ဒိယနိုင်ငံကြီးကအခုချိန်မှာ၃ပိုင်းကွဲသွားပြီဖြစ်ပါတယ်။ကွဲသွားတော့လက်ရှိကျွန်တော်တို့အိန္ဒိယနိုင်ငံထဲမှာပင်ကိုရှိခဲ့တဲ့ဟိန္ဒူဘာသာဝင်တွေရှိတဲ့တခြားသောဘာသာပေါင်းစုံနေထိုင်ကြတဲ့နိုင်ငံကြီးမှာမွတ်စလင်ဘာသာဝင်တွေနေထိုင်တဲ့အစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့နေရာတွေမှာကျွန်တော်တို့ဒီကြခွတ်ထွက်သွားပြီးတော့မှအခုလက်ရှိအခြေအနေအထိအိန္ဒိယနိုင်ငံထဲမှာကျွန်တော်တို့ဂျမူးနဲ့ကက်ရှမီးယားဒေသလိုနေရာမျိုးတွေအိန္ဒိယနဲ့ပါကစ္စတန်တို့ဒေသတွေမျိုးမှာဘာသာရေးလူမျိုးရေးရတိုက်ခတ်မှုတွေလက်ရှိကာလတည်းရှိနေကြတယ်ပဲဖြစ်ပါတယ်။အဲဒီရှိနေတဲ့ပြဿနာရပ်တွေရဲ့ဇင်းမြစ်အဓိကလက်တဲ့တရားခံကြီးကတော့ဇလိုက်ကျော်ကြီးကတော့ကျွန်တော်တို့ခုနလွတ်လပ်ရေးမပေးမိကအုပ်ချုပ်ခဲ့တဲ့နိုင်ငံကြီးပဲဖြစ်ပါတယ်။အဲဒီတော့အခုလက်ရှိမျက်မှောက်ကာလမှာကျန်တဲ့နိုင်ငံတွေကပြဿနာရပ်ပေါင်းစုံကိုဖြည့်ဆင်းရင်ဆိုင်နေရတဲ့အချိန်မှာပဲသူရှုသူပတ်ပြီးတော့မှသူ့နိုင်ငံထဲမှာရောက်နေတဲ့ဘာသာခြားပုဂ္ဂိုလ်တွေဘာသာခြားပြည်သူတွေကနေပြီးတော့မှရှာရီယာလောပြဋ္ဌာန်းမှုအခြေအနေအထိရောက်လာပြီးတော့မှသူ့နိုင်ငံကိုပြန်လဲထိန်းချုပ်လာတာမျိုးလေးတွေတွေ့ရပါတယ်။အဲဒီတော့ကျွန်တော်တို့ကသမိုင်းမှာဘာတွေအခုသင်ခန်းစာဖောက်ထုတ်လို့ရတယ်ဆိုတော့အရင်တော့ကျွန်တော်တို့ကမ္ဘာပေါ်မှာချမ်းသာကြွယ်ဝတဲ့နိုင်ငံအများစုကဥရောပတိုက်ကနိုင်ငံတွေဖြစ်ပါတယ်။ဥရောပနိုင်ငံတွေကကျွန်တော်တို့ navigation လို့ခေါ်တဲ့ပင်လယ်ရေကြောင်းသွားလာမှုတပ်ပညာကိုတတ်ကြပါတယ်။တတ်တဲ့အတွက်သူတို့ကဒီရွက်လေးတွေသမောတွေနဲ့ကမ္ဘာပေါ်မှာနေမြေသစ်တွေရှာဖွေတယ်။ရှာဖွေရနေပြီးတော့မှကျွန်တော်တို့အမေရိကတိုက်ဆိုတာတွေ့တယ်၊အာရှတိုက်ဆိုတာတွေ့တယ်၊အာဖရိကတိုက်ဆိုတာတွေ့လာတယ်။တောင်အမေရိကတိုက်ဆိုတာတွေ့လာပြီးတဲ့အချိန်မှာဒီနိုင်ငံတွေပေါ်ကိုဘယ်လိုအုပ်ချုပ်ရမလဲ၊သိမ်းပိုက်ရမလဲ။ဒီနိုင်ငံတွေပေါ်မှာရှိတဲ့တရားဇာတာတွေကိုဘယ်လိုအမြတ်ထုတ်ရမလဲဆိုတော့ကြံစည်ခဲ့တဲ့လူပုဂ္ဂိုလ်တွေဟာ
ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့လူခွင့်ရေးဒီမိုကရေစီရေးကိုကြဲကြဲလောင်းလောင်းကျွန်တော်တို့ဟစ်ကြွေးလာခဲ့ပါတယ်အဲ့လိုဟစ်ကြွေးလာတဲ့အချိန်မှာအခြားသောဘာသာရေးတစ်ခုကဘာသာရေးတစ်ခုကအဆိုပါအစွန်းရောက် liberal ရဲ့အားနည်းချက်တွေချိုးယွင်းချက်တွေကိုမြတ်ထုတ်သုံးချခွင့်ကောင်းယူပြီးတော့သက်ဆိုင်ရာနိုင်ငံတွေမှာကျွန်တော်တို့ဘာသာရေးရလူမျိုးရေးရဟလာအခြေချပြီးတော့ကျေပန်းလာအောင်ကြိုးပမ်းလာတာဖြစ်ပါတယ်ကြိုးပမ်းလာတော့အခုလက်ရှိအခြေအနေအရရက်ကတော့ကျွန်တော်တို့ညင်တောင်ပြောရမယ်ဆိုရင်တော့မွေပွေးပိုးထိတဲ့သဘောမျိုးလိုတွေ့ရပါတယ်အရင်တော့လူလေကြီးတွေကဘာပေါ်မှာအမတန်ဟလာအုပ်ချုပ်ရေးကျွမ်းကျင်တဲ့လူတွေလဲတဲ့လူတွေခင်မိတဲ့လူတွေချမ်းသာကြွယ်ဝတဲ့လူတွေရဲ့နိုင်ငံထဲမှာအနေနဲ့တစ်ခုကြာရောက်နေပြီဖြစ်ပါတယ်ဒါကတော့ကကြမာရဟတ်ပြန်လဲတပတ်လဲတာဖြစ်တဲ့အတွက်ဗြိတိန်နိုင်ငံထဲမှာလိုအပ်တဲ့စီမံဆောင်ရွက်မှုတွေဆောင်ရွက်နေရပြီဖြစ်ပါတယ်နှစ်ပေါင်း400အတွင်းမှာဟလာကျွန်တော်တို့ဒီဗြိတိန်ဝန်ကြီးချုပ်ဦးကိုပါလီမန်အဆောက်အဦတွေကနေနှင်ထုတ်တဲ့ဖြစ်စဉ်ဖြစ်ရမျိုးဟာနှစ်ပေါင်း400မှာပထမဆုံးအကြိမ်ဖြစ်ပါတယ်အခုလက်ရှိအချိန်တွေမှာလည်းကျွန်တော်တို့ဝန်ကြီးချုပ်ဟောင်းကီယာစတာမာဒါတို့ကနှုတ်ထွက်ပေးဖို့အတွက်ကျွန်တော်တို့အခုလက်ရှိခြေပန်းစားရဲ့ရှိတဲ့ပုဂ္ဂိုလ်ကတော့ Nigel Farage လို့ခေါ်တဲ့လူပုဂ္ဂိုလ်ကတော့ဝန်ကြီးချုပ်အသစ်ဖြစ်ပွားလာနိုင်တယ်လို့ကျွန်တော်တို့လက်ရှိအခြေအနေများရလေးလာသိရှိရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီပြဿနာရပ်တွေအားလုံးကဥရောပတခွင်မှာဖြစ်နေတယ်အမေရိကတခွင်မှာလည်းကျွန်တော်တို့ဖြစ်နေတာဖြစ်ပါတယ်အချို့သောဒေသတွေမှာလည်းအချိန်ကိုင်းတဲ့စနစ်ကြဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့ဘာသာကြီးတစ်ခုရဲ့ဘာသာကြားတစ်ခုရဲ့စီမံဆောင်ရွက်နေတဲ့အရာတွေဟာမတော်တဆမဟုတ်ပါဘူးစနစ်ကြနဲ့ရွေချက်ရှိရေရှည်အကွက်ချပြီးတော့မှဆောင်ရွက်နေတာဖြစ်တဲ့အတွက်အခြားသောကမ္ဘာနိုင်ငံများကလည်းအထူးပြုပြီးတော့မှတခြားနိုင်ငံတွေရဲ့ဖြစ်စဉ်ဖြစ်ရပ်တွေကိုလေ့လာပြီးတော့မှသင်ခန်းစာရယူပြီးတော့မိမိတို့နိုင်ငံရဲ့မျိုးသားကျိုးစီးပွားနိုင်ငံတော်လုံခြုံရေးမျိုးသားလုံခြုံရေးကိစ္စရပ်တွေကိုထည့်သွင်းသုံးသပ်သင့်တယ်လို့လေ့လာသိရှိနိုင်ပါတယ် ဟုတ်ကဲ့ပါဆရာအခုတစ်ခါကျွန်တော်တို့တောင်အာရှဒေသရဲ့ကျွန်တော်တို့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ရဲ့နောက်ဆုံးအခြေအနေလေးတွေကိုလည်းတင်ဆက်ပေးပါဦးခင်ဗျာ ဟုတ်ကဲ့ဒီအကြောင်းအရာလေးကလည်းစိတ်ဝင်စားဖွယ်ကောင်းပါတယ်